တိအမြဲရှိအောင်လေ့ကျင့်နေခြင်းဟူသောကျင့်စဉ်သည်မိမိကိုမိမိပြန်လည်စမ်းစစ်ခြင်း self reflection မှသာစတင်သည်ဟုဆိုနိုင်ပါသည်ကျွန်ုပ်တို့ဤစိတ်အစဉ်သည်တခါတရံတွင်အလွန်ပင်ခေါင်းမာတတ်သည်မိမိအလိုရှိရာသို့သာပြေးလွှားခြင်းနေတတ်သည်ထိုစိတ်ရိုင်းကိုရင်ပါလာစေရန်မှာတတိတယောက်ဖြင့်အချိန်ပေး၍ချောမော့ထိန်းချောင်းရခြင်းဖြစ်သည်တတိရှိသောသူသည်မိမိ၏အားနည်းချက်ကိုလည်းယူသားစွာမြင်နိုင်စွမ်းရှိသလိုထိုအားနည်းချက်ကိုပြုပြင်ရန်လည်းဝန်မလေးတတ်ပေဤဒီမှာပင်ဘဝကိုအစစ်မြင့်တင်ပြီးသောတတိတရားဤစွမ်းအားတစ်ခုပင်ဖြစ်ပါသည်လူမှုပတ်ဝန်းကျင်၌နေထိုင်ရာတွင်လည်းတတိသည်အလွန်အရေးပါသောခန္ဓာမှာပါဝင်နေပါသည်သူတစ်ပါးအပေါ်ဒေါသဖြစ်ရခြင်းမနာလိုဖြစ်ရခြင်းသို့မဟုတ်ညူစုမိခြင်းတို့သည်တတိလက်လွတ်ဖြစ်နေသောအခိုက်အတန့်များတွင်အခွင့်ကောင်းယူ၍ဝင်ရောက်လာတတ်ကြသည်ထိုအခါမျိုးတွင်တတိတရားသာကပ်ပါနေပါကဤစိတ်ထားသည်ငါအတွက်လည်းမကောင်းသူတစ်ပါးအတွက်လည်းအကျိုးမရှိဟုစင်ကြယ်မိကစိတ်ကိုချက်ချင်းလမ်းကြောင်းလွှဲနိုင်မည်ဖြစ်သည်ဤသို့ဖြင့်တတိရှိသူဤပတ်ဝန်းကျင်သည်အမြဲတစေအေးချမ်းသာယာနေတတ်သည်မလိုအပ်သောပဋိပက္ခများမှကင်းဝေးနေပါလိမ့်မည်ထို့ဖြင့်တတိရှိခြင်းသည်ကျွန်ုပ်တို့ဤကျမ်းမာရေးအတွက်လည်းများစွာအထောက်အကူပြုပါသည်စိတ်ဖြစ်စည်းမှုများလာသောအခါခန္ဓာကိုယ်ဤလှုပ်ဆောင်ရများမှလည်းမူမမှန်ဖြစ်လာတတ်သည်ထိုအချိန်တွင်တတိကပ်ဝေမိမိဤခန္ဓာကိုယ်အခြေအနေကိုပြန်လည်အကဲခတ်ကြည့်ပါကတင်းကျပ်နေသောကြွတ်သားများမြန်ဆန်နေသောနှလုံးခုန်တရများကိုတတိပြုမိပါလိမ့်မည်ထို့သို့တတိပြုမိလိုက်သည်နှင့်စိတ်ကိုလျှော့ချလိုက်နိုင်သဖြင့်ခန္ဓာကိုယ်ဤတင်းအားများလေးပြေလျော့သွားကရုပ်ပိုင်းဆိုင်ရာကျန်းမာမှုကိုပါရရှိစေပါသည်နေ့စဉ်ဘဝဤတင်းကြည်သောအခိုက်အတန့်လေးများတွင်တတိကိုရှာဖွေပါကောင်းမောင်းနေစဉ်လမ်းလျှောက်နေစဉ်သို့မဟုတ်အိမ်မှုကိစ္စများလှုပ်ဆောင်နေစဉ်တွင်ပင်စိတ်ကိုအခြားတနေရာသို့မရောက်စေဘဲလက်ရှိလှုပ်ဆောင်ချက်အပေါ်တွင်သာထားရှိပါထို့သောလေ့ကျင့်တွင်တင့်စိတ်သည်ပိုမိုစူးရှာထက်မြက်လာပြီးအာယုံစူးစိုက်မှုအား concentration လည်းပိုမိုကောင်းမွန်လာပါလိမ့်မည်အာယုံစူးစိုက်မှုအားကောင်းသောအခါအလုပ်တစ်ခုကိုလှုပ်ဆောင်ရတွင်လည်းပိုမိုမြန်ဆန်၍ထိရောက်မှုရှိလာတော့ကိုတွေ့ရပါလိမ့်မည်နောက်ဆုံးအနေနဲ့တတိတရားသည်ဘဝဤနောက်ဆုံးအချိန်အထိကျွန်ုပ်တို့အားကိုးရာအစစ်အမှန်ဖြစ်ပါသည်လောကရှိအရာရာကိုဆွတ်လွတ်ရမည့်အချိန်တွင်တတိတရားသာလည်းမိမိနဲ့အတူပါသွားမည့်အဖို့မဖြစ်ပါသည်တတိရှိရှိဖြင့်နေထိုင်သွားသောသူသည်တည်ဆုံးရမည့်အချိန်တွင်လည်းထိတ်လန့်တုန်လှုပ်ခြင်းမရှိဘဲတည်ငြိမ်စွာဖြင့်ရင်ဆိုင်နိုင်ပါလိမ့်မည်ထို့ကြောင့်တတိကိုနေ့စဉ်ဘဝ၏အစိတ်အပိုင်းတစ်ခုအဖြစ်ပေါင်းဆက်ပြီးအမြဲတစေလေ့ကျင့်နေခြင်းဖြင့်စမန်တော်ဘဝအောင်မြင်မှုနှင့်ငြိမ်းချမ်းမှုကိုရယူပိုင်ဆိုင်နိုင်ကြပါစေဟုတိုက်တွန်းနှိုးဆော်လိုက်ပါတော့သည်သင်၏အသက်ရှူသံတိုင်းတွင်တတိလေးကပ်ပါနေပါစေလူတို့၏စိတ်သည်အမဲတစေပြေးလွှားနေတဲ့မှာသာတဘာဝပင်ဖြစ်တော်လေထိုပြေးလွှားနေမှုကိုတတိဖြင့်ပြန်လေထိန်းချောင်းခြင်းသည်သာဘဝ၏အနုပညာတစ်ခုဖြစ်ပါသည်တတိရှိသောသူသည်အမှားနေပါ၏အမှားနေသောသူသည်နောင်တော့ကင်းဝေး၏နောင်တော့ကင်းဝေးသောဘဝသည်သာအစစ်အမှန်ငြိမ်းချမ်းသောဘဝဖြစ်ပေသည်ထို့ကြောင့်မိမိ၏ထွက်သက်ဝင်သက်တိုင်း၌သော၎င်းလှူရှားမှုတိုင်း၌သော၎င်းတတိတရားကိုအပေါ်ပြု၍နေထိုင်ခြင်းဖြင့်ဘဝကိုအမြင့်သာရှိရှိဖြတ်သန်းသွားနိုင်မည်ဖြစ်ပါသည်ဤတတိတရားလေ့ကျင့်ခန်းသည်ကျွန်ုပ်တို့အားပုံမကောင်းမှုပုံမငြိမ်သက်သောကဘာငယ်လေးတစ်ခုစီသို့အရောက်လန်းနိုင်စေပုံမပေးပါလိမ့်မည်သင်၏နှလုံးသားထဲတွင်တတိဟူသောမီးရှူးတန်ဆောင်ကိုအမြဲထွန်းညှိထားပါလေတတိတရားကိုလက်ကင်ထားပြီးနေထိုင်ခြင်းရဲ့အကျိုးကျေးဇူးဟာမိမိကိုယ်တိုင်အတွက်သာမကမိမိနဲ့ထိတွေ့ဆက်ဆံနေရတဲ့ပ
ပတ်ဝန်းကျင်တစ်ခုလုံးကိုပါအေးချမ်းစေတာဖြစ်ပါတယ်ကျွန်ုပ်တို့နေ့စဉ်ကြုံတွေ့နေရတဲ့ပြဿနာအတော်များများဟာတတိလွတ်ကင်းမှုကနေစတင်တာပါစကားတခွန်းကိုတတိမမှုပဲပြောလိုက်မိတဲ့အခါတစ်ဖက်လူမှာအနာဒရိဖြစ်သွားနိုင်သလိုအလုတ်တစ်ခုကိုတတိမပါပဲလုပ်မိတဲ့အခါမှာလည်းမလိုလားအပ်တဲ့အမှားယွင်းတွေဖြစ်ပေါ်လာတတ်ပါတယ်ဒါကြောင့်တတိရှိခြင်းဟာဘဝရဲ့လုံခြုံရေးကိရိယာတစ်ခုလိုလဲဆိုနိုင်ပါတယ်တတိရှိဖို့လေ့ကျင့်တဲ့အခါမှာအထူးတလဲအချိန်ပေးစရာမလိုပဲမိမိရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေကျဲတယ်မှာပင်ပေါင်းဆက်ထည့်သွင်းလို့ရပါတယ်ဥပမာရေချိုးနေတဲ့အချိန်မှာရေရဲ့အိမ်မြမှုကိုတတိပြုကြည့်ပါသမင်းစားနေတဲ့အခါမှာအစာရဲ့အရသာနဲ့ဝါးနေတဲ့အမူအရာကိုတတိကပ်ကြည့်ပါဒီလိုတင်းငယ်သောအာယုံစိတ်မှုလီးတွေကနေတစ်ဆက်စိတ်ဤကြည်လင်မှုကိုတိဆောက်ယူရတာဖြစ်ပါရဲ့စိတ်ဟာလက်ရှိဖြစ်စုပ်ပန်တဲတဲ့မှာရှိနေတဲ့အခါမလိုအပ်တဲ့စိုးရိမ်ပူပန်မှုတွေကင်းဝေးသွားပြီးစိတ်ဖိစီးမှုတွေလည်းလျော့ကျလာပါလိမ့်မည်လောကကြီးမှာအောင်မြင်ကြော်ကြားမှုတွေစီးစိမ်ဥစ္စာတွေထက်ပိုမိုတန်မှုရှိတာကတော့မိမိကိုမိမိပြန်လဲထိန်းချောင်းနိုင်တဲ့တတိတရားပဲဖြစ်ပါတယ်ဒေါသဖြစ်စရာအာယုံတစ်ခုနဲ့ကြုံလာတဲ့အခါငါအခုဒေါသဖြစ်နေပြီလို့တတိနဲ့ချက်ချင်းသိလိုက်ရင်အဲ့ဒီဒေါသဟာဆက်ပြီးမကြီးထွားနိုင်တော့ပါဘူးတတိဟာမိသသမားတရားလိုပါပဲစိတ်ထဲမှာကိလေသာမီးတွေတောင့်လောင်လာတိုင်းတတိဆိုတဲ့ရေအေးနဲ့ငြိမ်သက်ပေးရပါတယ်ဒီလိုလေ့ကျင့်ဖန်များလာတဲ့အခါမှာတော့စိတ်ဟာအလိုလိုနေရင်အေးငြိမ်လာပြီးဘလို့အခက်ခဲမျိုးစီမှဆိုတည်ငြိမ်စွာနဲ့ရင်ဆိုင်ကြောဖြတ်နိုင်တဲ့စွမ်းအားကြီးရရှိလာမှာဖြစ်ပါတယ်တတိရှိတဲ့သူတစ်ယောက်ဟာကိုယ်ကျင်စာတရားပုံမထက်ထန်လာတတ်ပါတယ်မိမိရဲ့စိတ်အခြေအနေကိုတတိနဲ့ကြည်တတ်လာတဲ့အခါသူတစ်ပါးရဲ့ခံစားချက်ကိုလည်းပုံမနားလည်ပေးနိုင်လာပါတယ်ငါတောင်ဒီလိုခံစားရရင်သူလည်းခံစားရမှာပဲဆိုတဲ့အတိတရားဟာတတိရှိခြင်းကနေမြစ်ဖြားခံလာတာပါဒါကြောင့်တတိရှိခြင်းဟာလူသားချင်းစာနာထောက်ထားမှုကိုဖြစ်ပေါ်စေပြီးပုံမကောင်းမွန်သောလူအဖွဲ့အစည်းတစ်ခုကိုဖန်တီးပေးနိုင်ပါတယ်အနှစ်ချုပ်ရရင်တတိအမြဲရှိအောင်လေ့ကျင့်နေခြင်းဟာမိမိဘဝကိုတန်မိုးမြင့်တင်နေခြင်းဖြစ်ပါတယ်အတိတ်ကိုလည်းပြင်လို့မရတော့ဘူးအနာဂတ်ကလည်းရောက်မလာသေးပါဘူးကျွန်ုပ်တို့ပိုင်ဆိုင်တာကဒီနေ့ဒီအချိန်ဒီစက္ကန့်လေးပဲဖြစ်ပါတယ်အဲ့ဒီစက္ကန့်တိုင်းမှာတတိလေးကပ်ပြီးအကောင်းဆုံးအစင်ကြေဆုံးနေထိုင်သွားခြင်းဟာဘဝရဲ့အနှစ်သာရကိုရှာဖွေတွေ့ရှိတာဖြစ်ပါတယ်တတိရှိသူဟာမတည်သူနဲ့တူတယ်လို့မြတ်ဗုဒ္ဓကဟောကြားခဲ့ပါတယ်တတိတရားကိုအမြဲတစေပြုထောင်နေခြင်းသည်မိမိ၏စိတ်ဓာတ်ကျင့်ခိုင်မှုကိုတည်ဆောက်နေခြင်းလည်းဖြစ်ပါသည်ကျွန်ုပ်တို့၏ဘဝခရီးလမ်းတွင်တခါတရံ၌မမျိုးလင့်ထားသောလောကဓာတ်တရားများနှင့်ရင်ဆိုင်ရတတ်သည်ထို့သောအချိန်မျိုးတွင်တတိမပါဘဲတုံ့ပြန်မိမှာကပြဿနာများမှာပုံမူကြီးထွားသွားတတ်တော်လေတတိဖြင့်စင်ကျင်တုံ့ပြန်နိုင်လျင်မူခက်ခဲသောပု္ပ္ပစာများဖြင့်လေလွယ်ကူစွာအပြေထွက်သွားတတ်ပါသည်တတိရှိခြင်းသည်အခက်အခဲများကိုကျော်လွှားရန်အတွက်အကောင်းဆုံးသောလက်နက်တစ်ခုဖြစ်ယုံသားမကမိမိကိုမိမိယုံကြည်မှုကိုလည်းတိုးတက်စေပါသည်လူသားတို့သည်များသောအားဖြင့်မိမိ၏အတွေးကဘာတဲ့တိုင်တာပိတ်မိနေတတ်ကြသည်အတိတ်ကနာကျင်မှုများကိုပြန်လည်တူးဆွတ်ခြင်းသို့မဟုတ်အနာဂတ်အတွက်လွန်ခဲ့စွာပူပန်ခြင်းတို့ကြောင့်လက်ရှိပိုင်ဆိုင်ထားသောပျော်ရွှင်မှုများကိုလက်လွတ်ဆုံးရှုံးနေကြရပါသည်တတိရှိအောင်လေ့ကျင့်နေခြင်းသည်ထိုအတွေ့လောင်အိမ်ထဲမှာရုံးထွက်နိုင်ရန်ကူညီပေးပါသည်ငါအခုဘာကိုတွေးနေပါလိမ့်မို့မိမိကိုမိမိပြန်လည်မေးခွန်းထုတ်ကြည့်သည့်အခါအတိတ်ပင်မဲ့သောအတွေ့များမှာပြတ်ကွယ်သွားပြီးစိတ်သည်ပစ္စုပန်၌ပြန်လည်အခြေချလာပါလိမ့်မည်ထို့သို့ပစ္စုပန်တဲ့၌နေခိုင်နိုင်ခြင်းသာလေစစ်မှန်သောလွတ်မြောက်မှုဖြစ်ပါသည်တတိတရားလေ့ကျင့်ခြင်းကိုပုံမနဲ့ရှိုင်းစေရန်အတွက်မေတ္တာတရားနှင့်ပေါင်းစပ်ရန်လည်းလိုအပ်ပါသည်မိမိအပေါ်တွင်၎င်းသူတစ်ပါးအပေါ်တွင်၎င်းတတိရှိရှိဖြင့်မေတ္တာပွားများပေးခြင်းသည်စိတ်၏အညစ်အကြေးများကိုဆေးကြောပေးနိုင်စွမ်းရှိပါသည်တတိရှိသောမေတ္တာသည်အတ္တကင်းသော
အေးမြဲသောအရေးကိုပေးစွမ်းနိုင်ပါသည်တင်သည်တစုံတဦးအားစကားပြောဆိုတာတွင်၎င်းအကူအညီပေးရာတွင်၎င်းတတိနှင့်မေတ္တာကိုရင်တွဲထားနိုင်ပါကတင်၏လောက်ရတိုင်းသည်လောကကြီးအထက်ကောင်းကျိုးပြုသောအရာများထက်လာပါလိမ့်မည်ထို့အပြင်တတိရှိခြင်းသည်မိမိ၏နေစစ်လုပ်ငန်းဆောင်တာများကိုပုံမအနှစ်သာရရှိစေပါသည်အလုပ်တစ်ခုကိုပြီးစလွယ်လုပ်ခြင်းထက်တတိကပ်၍အသေးစိတ်ဂရုစိုက်လှုပ်ဆောင်ခြင်းကလက်လက်ကိုပုံမကောင်းမွန်စေသလိုလှုပ်ဆောင်နေစဉ်အတွင်း၌လည်းစိတ်ကြည်နက်မှုကိုရရှိစေပါသည်တတိရှိသောဘဝနေထိုင်မှုပုံစံသည်အလင်းစလိုနိုင်ခြင်းမှကင်းဝေးစေပြီးဘဝ၏အနုစိတ်လှပမှုများကိုတတိပြုမိစေပါသည်လမ်းဘေးကပန်းကလေးတပရိဒီအလားပါလေးပြင်းကြီးဤအေးမြဲမှုနှင့်ချစ်ခင်ရသူတို့၏အပြုံများကိုတတိရှိမှသာလျှင်အပြည့်အဝခံစားနိုင်မည်ဖြစ်ပါသည်နေကုန်းနေနှင့်တတိအမြဲရှိအောင်လေ့ကျင့်နေခြင်းသည်မြာသည့်အခါမှာအဆုံးမရှိသောခရီးတစ်ခုဖြစ်ပါသည်နေ့စဉ်နဲ့အမျှစိတ်ကိုပြန်လည်စစ်ဆေးပါတတိလွတ်သွားတိုင်းပြန်လည်ထိန်ချောင်းပါထို့သောကြိုးစားအားထုတ်မှုသည်တင့်ကိုပုံမှုရင်ကျက်တည်မြဲသောလူသားတစ်ဦးအဖြစ်ပြောင်းလဲပေးပါလိမ့်မည်တတိတရား၏အလင်းလောင်သည်တင့်ဘဝလမ်းခရီး၌မှောင်မိုက်နေသောအခိုက်အတန့်များကိုဖယ်ရှားပေးပြီးတောက်ပသောအနာဂတ်စီသို့လမ်းညွှန်ပေးပါလိမ့်မည်ထို့ကြောင့်တတိကိုအမြဲအဖို့ပြု၍အေးချမ်းစွာဖြတ်သန်းနိုင်ကြပါစေလူသားတိုင်းရဲ့နေ့စဉ်ဘဝဟာလိုင်းလေခံတဲ့ပင်လယ်ပြင်တစ်ခုလိုပါပဲအတိတ်ကနောင်တရီအနာဂတ်အတွက်စိုးရိမ်ပူပန်မှုတွေနဲ့တခါတည်းပစ္စုပန်တဲတဲ့မှာနေထိုင်မှုမေ့လျော့နေတတ်ကြပါတယ်ကျွန်တော်တို့ရဲ့စိတ်ဟာမြောက်တကောင်လိုပဲတကိုင်းကိုတကိုင်းနာလွတ်ပြန်နေတတ်တာကြောင့်စိတ်ရဲ့အလိုကိုလိုက်နေတဲ့မြတ်ကာလပိုင်းစက်မြန်နေနေကြဖို့ရှာဖွေတွေ့ရှိဖို့ခင်းမိလာပါတယ်ဒါကြောင့်မို့လို့ဘဝရဲ့မုန်တိုင်းတွေကြားမှာငြိမ်းရည်မသွားအောင်တတိဆိုတဲ့ကြောက်ဆူးကိုခိုင်ခိုင်မြဲမြဲချထားမှုလိုအပ်ပါတယ်တတိရှိခြင်းဆိုတာဟာထူးခြားစမ်းပြတဲ့တကူတတိတစ်ခုမဟုတ်ပါဘူးမိမိရဲ့ကိုယ်နှုတ်စိတ်အမူအရာတိုင်းကိုတည်တည်နေခြင်းတာဖြစ်ပါတယ်မနက်ခင်းအိပ်ရာကနိုးထွာလာတဲ့အချိန်ကစသည်ညဘက်ပြန်လဲအိပ်ဆက်တဲ့အထိမိမိဘာလုပ်နေသလဲဘာကိုတွေးနေသလဲဘာကိုခံစားနေရသလဲဆိုတာကိုအကဲခတ်နေရပါမယ်လမ်းလျှောက်နေရင်လမ်းလျှောက်နေမှန်းသိပါစားတောက်နေရင်စားတောက်နေမှန်းသိပါအလုပ်လုပ်နေရင်လေမိမိလုပ်နေတဲ့အလုပ်အပေါ်မှာပဲစိတ်ကိုအလုံးစုံနှိမ့်မြုပ်ထားလိုက်ပါဒီလိုရိုးရှင်းတဲ့အလေးအကျင့်လေးတွေကနေတစ်ဆင့်ကျွန်ုပ်တို့ရဲ့စိတ်ဟာပုံမူတည်ငြိမ်ရင့်ကျက်လာမှာဖြစ်ပါတယ်လောကကြီးမှာအရာရာဟာအချိန်နဲ့အမျှပြောင်းလဲနေကြပါတယ်ဝမ်းသာစရာတွေကြုံလာတဲ့အခါမှာလည်းတတိနဲ့တည်နေဖို့လိုသလိုဝမ်းနည်းစရာတွေရင်ဆိုင်ရတဲ့အခါမှာလည်းဒါဟာအမြဲတမ်းတည်ရှိနေမှာမဟုတ်ဘူးဆိုတဲ့အတိနဲ့တတိကပ်ရပါမယ်တတိရှိတဲ့သူတယောက်အတွက်တော့လောကဓာတ်တရားတွေဟာအပေါ်ယံလိုင်းတပိုးတွေတာဖြစ်ပါတယ်စိတ်ရဲ့အတွင်းပိုင်းဟာကြည်လီနေတဲ့ရေကန်ကြီးတစ်ခုလိုအေးမြငြိမ်သက်နေပါလိမ့်မယ်တတိကိုအမြဲတမ်းလက်ကင်ထားနိုင်ခြင်းအားဖြင့်ဒေါသတွေလောဘတွေနဲ့မောဟတွေကိုထိန်းချုပ်လာနိုင်ပြီးဘေးပတ်ဝန်းကျင်ကလူသားတွေအပေါ်မှာလည်းမေတ္တာတရားတွေပုံမူပေးဝင်နိုင်လာမှာပါတတိရှိအောင်လေ့ကျင့်တယ်ဆိုတာတရက်နှစ်ရက်နဲ့ပြီးသွားမယ်အလို့မျိုးမဟုတ်ပါဘူးဒါဟာတစ်သက်လုံးပြိုးထောင်သွားရမယ်စိတ်ရဲ့အစဉ်အတန်းတစ်ခုဖြစ်ပါတယ်အစပိုင်းမှာစိတ်ဟာခဏခဏလွတ်ထွက်သွားနိုင်ပါတယ်အဲ့ဒီအခါမှာစိတ်ပြတ်အားမငယ်ပါနဲ့လွတ်သွားတိုင်းပြန်သိလိုက်ပါပြန်တတိရလိုက်ပါအချင်းချင်းအခါခါလေ့ကျင့်မှများလာတဲ့အခါမှာတော့တတိဟာတဘာဝအတိုင်းအမြဲကပ်ပါနေပါလိမ့်မယ်အတိတရားနဲ့ယဉ်နဲ့တတိရှိနေတဲ့အခါဘဝရဲ့ခါတီးမှုတွေဟာလည်းရော့ပါသွားသည်ဘာမဟုတ်တဲ့အရာလေးတွေအပေါ်မှာတောင်ကျေးဇူးတင်တတ်တဲ့စိတ်ကလေးတွေဖြစ်ပေါ်လာတတ်ပါတယ်မိမိကိုတတိနဲ့စောင့်ရှောက်ခြင်းဟာမိမိကိုယ်သာမကမိမိရဲ့ပတ်ဝန်းကျင်ကိုပါစောင့်ရှောက်ရရောက်ပါတယ်တတိရှိတဲ့စကားတစ်ခွန်းဟာဉာဏ်ပွဲတွေကိုငြိမ်းစေနိုင်တယ်လို့တတိရှိတဲ့လုပ်ရက်တစ်ခုဟာတပါးစုဘဝကိုကြည်တင်နိုင်ပါတယ်
င်ကြပါစို့စိတ်ကလေးကိုအေးအေးချမ်းချမ်းထားပြီးပစ္စုပန်တဲ့တဲ့မှာနေထိုင်ခြင်းဟာဘဝရဲ့အကောင်းဆုံးသောနေထိုင်ခြင်းပဲဖြစ်ပါတယ်တတိတရားထုံမှန်းထားတဲ့ဘဝပိုင်ရှင်တွေဖြစ်ကြပါစေ